နောက်ဆုံး action ခန်းတွေမှာတော့သူတို့နေရောက်ပေါင်းပြီးဒင်းရဲ့အဆောင်တပ်ဖွဲ့တွေကိုအပြစ်ရှင်းဒင်းကိုလည်းကားနဲ့တိုက်ပြီးအပြစ်စီးရင်လိုက်ကြတယ်။စတင်ခန်းကတော့ပိုးစိတ်ဝင်စားဖို့ကောင်းတယ်။အားလုံးပြီးသွားတော့ဒါစီဆိုင်တစ်ခုမှာကားရဲ့နားရင် Steve ကအာတာမရှိခိုင်ကားထဲကိုဒါစီတွေလောင်းအဝေးကနေတနက်နဲ့ပြီးကားကိုဖောက်ခွဲလိုက်တယ်။သူ့အဖေအတွက်လက်စားချေလိုက်ကြပေါ့။ Steve ကအာတာတေးပြီးမပြီးအာတာရဲ့အိမ်ကိုပြန်မောင်းသွားတယ်။အိမ်အောက်တော့အာတာရဲ့ကားပေါ်မှာစာရွက်လေးတစ်ခုတွေ့တယ်။မင်းတားကိုဖတ်နေရပြီဆိုရင်တော့ငါသေးသွားပြီပေါ့ဆိုပြီးရေးထားတာ။တကယ်တော့အာတာက Steve သူ့ကိုပြန်လုပ်မယ်ဆိုတာကြိုသိနေလို့ဒါစီဆိုင်မှာပောက်ကွဲမှုမဖြစ်ခင်ကတည်းကလွတ်အောင်ရှုံသိမ်းခဲ့ပြီးသား။အာတာရဲ့အိမ်မှာတချင်းတန်ဆုံးတာနဲ့ဘုံခွဲဖို့ကြိုစီတင်ထားခဲ့တာကြောင့် Steve တယောက်ကားထဲမှာပဲဆက်တင်းသွားရတယ်။ဇလန်းအစုံမှာတော့အာတာကနောက်ထပ်ကားကစီးနဲ့ခက်အေးပဲမောင်းထသွားတာကိုပြရင်ဇလန်းပြီးသွားတာပေါ့ဗျာ။ mechanic ဆိုတဲ့အတိုင်းဘာပြဿနာမှမကျန်ရအောင်ရှင်းထုတ်သွားနိုင်ခဲ့တာပေါ့ဗျာ